Salut, bonne nuit, je m'appelle Omaswe. Hi, အားလုံးပဲမင်္ဂလာပါ။ဝန်ကဒီနေ့နောက်ဆုံးရထားတဲ့သတင်းတွေကို knowledge sharing လေးလာလုပ်ပေးတာပဲဖြစ်ပါတယ်။ I have got good news. That is the gate between China and Myanmar border. The name of that gate is Qinshui-Har border opens again at the first week of January, so we can't import and export our product in Myanmar. ဒါတော့ဝန်ရရှိထားတဲ့သတင်းကောင်းပဲဖြစ်ပါတယ်။ဇန်နဝါရီလရဲ့ပထမဆုံးအပတ်ထဲမှာတရုတ်နဲ့မြန်မာနယ်စပ်မှာရှိတဲ့ချင်းရွှေဟော်ဆိုတဲ့ဒုတိယအကြီးဆုံးကုန်သွယ်တဲ့ဂိတ်ကိုပြန်လည်ဖွင့်လှစ်လိုက်တာပဲဖြစ်ပါတယ်။ So I'm gonna tell another word between Thai-Myanmar border, Kayin State, Myawarri City. There is a park which is KK at 2025 in December. Thai, Myanmar, and China. These three countries are focusing to explore the KK part. U.S. support $10 million to do this project. At 2026, on 10 January, the number of buildings 635 will explode in the KK part. I have got good news. They're gonna destroy everything in the park. ဒါတော့နောက်ဆုံးရရှိထားတဲ့သတင်းတွေပဲဖြစ်ပါတယ်။ online ကနေပြီးတော့နိုင်ငံတကာကိုငွေလိမ်လည်နေတဲ့လုပ်ငန်းကိုအဓိကထားပြီးတော့လှုပ်ဆောင်နေတဲ့ရွှေကုတ်ကိုထဲမှာရှိတဲ့အဆောက်အအုံတွေအကုန်လုံးကိုရှင်းပစ်မယ်လို့သတင်းရရှိထားတာပဲဖြစ်ပါတယ်။ဒီထပ်ပို့ပြီးတော့တည်ကြတဲ့သတင်းအကြောင်းအရာတွေကိုသိချင်တယ်ဆိုရင်ကျွန်တော်တို့နိုင်ငံမှာရှိတဲ့မီဒီယာတွေကနေတဆင့်ဆက်လက်ပြီးတော့ကြည့်ရှုလို့ရပါတယ်။ Shukran, ဇွှေအောင်ပါဆွေ။